လူအဖွဲအစီတိုင်းဟာတန်းတူညီမျှမှုနဲ့လုံခြုံရေးကိုလိုလားကြပါတယ်။သို့တော်လည်းကဘာပေါ်ရှိအမျိုးသမီးများနဲ့မိန်းကလေးငယ်စွာတို့သည်သူတို့ရဲ့ကိုယ်ပိုင်အိမ်သို့မဟုတ်ပတ်ဝန်းကျင်မှာပင်ကြောက်ရွံ့ခြင်းနဲ့အကြမ်းဖက်မှုတို့ကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။နိုဝင်ဘာ25ရက်မှာတော့ကဘာတဝန်းကလူတွေဟာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက်အဓိကထားအာရုံစိုက်ကြပါတယ်။ဤနေ့ကိုကုလသမဂ္ဂကအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့ International Day for the Elimination of Violence Against Women အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီနေ့ရဲ့ရည်ရွယ်ချက်ကတော့အမျိုးသမီးများအပေါ်ပြုမှုတော့ရုပ်ပိုင်းဆိုင်ရာလင်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအလုံးကိုကန့်ကွက်တားမြစ်ရန်နဲ့အသိပညာပေးရန်ဖြစ်ပါတယ်။ဤနေ့သည်လူအခွင့်အရေးတန်းတူညီမျှမှုနဲ့အမျိုးသမီးများရဲ့ဂုဏ်သိက္ခာကိုကာကွယ်စောင့်ရှောက်ဖို့လူသားတိုင်းတာဝန်ရှိကြောင်းကိုပြည့်ပြည့်သားသားသတိပေးနေပါတယ်။တင်ရဲ့ပတ်ဝန်းကျင်မှာပုံမလုံခြုံတဲ့လူအဖွဲ့အစည်းတစ်ခုတည်ဆောက်ဖို့ဘယ်လိုမျိုးအဖြူအမူလေးတွေလှုပ်ဆောင်နိုင်မယ်လို့ထင်ပါသလဲ။မချက်မှာပြောပြပေးခဲ့အောင်နော်။